ကုသိုလ်လုပ်ပဲဖြစ်ဖြစ်အာကုသိုလ်လုပ်ပဲဖြစ်ဖြစ်ဇက်တိုက်လုပ်ပါများရင်သူကဟိတ်ဖြစ်လာတယ်ဟိတ်ဖြစ်လာရင်အဲ့ကုသိုလ်တက်လည်းဖြစ်လာတယ်အာကုသိုလ်တက်ဆိုတာလည်းဖြစ်လာတယ်ဟိတ်ဖြစ်လာပြီဆိုရင်အဲ့ဒီဟိတ်ဖြစ်လာတဲ့လူကသူကပါဝါရသွားတယ်ကုသိုလ်ဟိတ်တက်အားကြီးသွားတဲ့လူဟိတ်တက်ရသွားတဲ့လူကဘာလို့စင်ပြေလာတယ်ငွေကြေးလောက်ကန်ကိစ္စတွေစင်ပြေလာတယ်နောက်ဆုံးမချမ်းသာရင်နေသူမှဒီစားနိုင်တောင်းနိုင်တယ်လောက်ကန်ကိုင်နိုင်တယ်လောက်ကန်ငွေကြေးကိစ္စတွေစင်ပြေလာမယ်အကုသိုလ်ဟိတ်အားကြီးသွားတဲ့လူကကြတော့တဖြည်းဖြည်းနဲ့စီးပွားတွေကြားလာတယ်နောက်သူနဲ့ပေါင်းတဲ့မိတ်ဆွေတွေသူနဲ့ဆက်နွယ်တဲ့ပုံကိုယ်တွေပါအကုန်လုံးစီးပွားတွေကြားတယ်ကျမ်းမာရေးတွေထိခိုက်လာတယ်နောက်ဆုံးစီးပွားတွေကြားအမှုတွေဖြစ်နောက်တစ်ဖက်ဖက်နဲ့စီးပွားတွေကြားသွားတယ်ဒါဟိတ်ရဲ့တသက်တည်တွေပဲဖြစ်ပါတယ်ကုသိုလ်ဟိတ်အားကြီးတဲ့လူနဲ့ပေါင်းတဲ့လူကကြတော့သူနဲ့ပေါင်းတဲ့လူတွေပါကုသိုလ်ကံတွေမြင့်လာတယ်နောက်ဆုံးသူသွားတဲ့ဆိုင်တွေရောင်းကောင်းလာတယ်စီးပြီးလာတယ်ဒါကြောင့်ကုသိုလ်ပဲလုပ်အာကုသိုလ်ပဲလုပ်အာစိတ်နှကံပြုလုပ်ပါများရင်သူကအာတေဝနာပစ္စယောဟိတ်အနေနဲ့သူကဟိတ်ဖြစ်လာတယ်နော်ဒါကြောင့်လို့ဟိတ်ဖြစ်ခြင်းဖြစ်ကိုကကုသိုလ်ဟိတ်ဖြစ်အောင်ပဲလုပ်အာကုသိုလ်ဟိတ်မဖြစ်အောင်နေပါနောက်ပြီးတော့အာကုသိုလ်ဟိတ်ဖြစ်နေတဲ့လူတွေနဲ့ဝေးရှောင်မှုလည်းလိုတယ်အဲ့တော့ဒီကုသိုလ်ဟိတ်ရခြင်းနဲ့ဆိုရင်နေ့စဉ်အာစိန်နကံကုသိုလ်ကောင်းမှုလုပ်ပါကုသိုလ်ကောင်းမှုလုပ်မယ်ဆိုတာကအဓိကတစ်ခုကိုဆွဲနည်းနည်းလုပ်ပါတစ်ခုတည်းကိုလုပ်ပါဟိုလို့လိုက်ဒီလို့လိုက်မလုပ်ပါနဲ့ဘဝကုံတော့ကိုင်းမယ်ဆိုရင်လည်းကုံတော့တစ်ခုတည်းကိုဘဝတစ်လျှောက်လုံးလှုပ်သွားပါထုံသွားပါပြီးစိတ်သွားပါရွတ်သွားပါခုနေ့ရသားတပြည့်အားလုံးကျမ်းမှာချမ်းသာကြပါစေအေးချမ်းကြပါစေ